ကိုကိုမွေးထားတဲ့မိဘဆိုတာကိုကျေးဇူးတင်တဲ့ရှုထောင့်ကနေကျေးဇူးတင်ကြည့်ကြမယ်ဆိုရင်ကိုငယ်ဘဝကိုခန္ဓာကိုမသိနိုင်တဲ့အချိန်အိယာထဲမှာပဲပက်လက်ကလေးနေနေရတဲ့အချိန်အဲ့ဒီအချိန်တွေကိုကမိဘတွေကကိုအရေးတကြီးကြီးနဲ့စောင့်ရှောက်ခဲ့တာအဲ့ဒီမှာအရေးအကြီးဆုံးကမိခင်ကများတတိလက်လွတ်များနေခဲ့မယ်ဆိုရင်အဲ့ဒီငယ်ငယ်လေးအချိန်မှာတင်အသက်တီမှာမဟုတ်ဘူးတည်သွားနိုင်တယ်အဲ့ဒါကိုမိခင်ကအချိန်မရွေးအဆက်မပြတ်ကြည့်ရှုစောင့်ရှောက်ပြီးတော့နေတာသူတို့စောင့်ရှောက်လို့လဲကိုအရွယ်ရောက်လာရတာသူတို့ကြွေးတဲ့ထမင်းကိုစားသူတို့ဆင်တဲ့အဝတ်တွေကိုဝတ်ပြီးတော့သူတို့သင်ပေးတဲ့ပညာတွေကိုသင်ယူရင်းလူဖြစ်လာတာလို့စဉ်းစားလိုက်ရင်မိဘမှာယေရှုတင်စရာအကွက်တွေအများကြီးပဲ